2025 ခုနှစ်မတ်လ10ရက်ပြည်ပဆိုင်ရာမြို့သမီးများနှင့်မြို့သမီးလူငယ်နှင့်ကလေးငယ်ရေးဝန်ကြီးဌာနနှင့်ဂျန်နာမူဝါဒဆိုင်ရာပေါင်းဆက်ညီနိုင်ရေးကော်မတီတို့၏ပူးတွဲထုတ်ပြန်ကြေညာချက်အပိုက်1ယနေ့မတ်လ10ရက်နေ့၌ကြာရောက်သည့်ပြည်ပဆိုင်ရာမြို့သမီးများနေ့တွင်လူမှုအတိုင်းအဝန်အတွက်ပုံမကောင်းမွန်သောအနာဂတ်ဖြစ်စေရေးကိုရှေ့ရှု၍တော်လှန်ရေးနိုင်ငံရေးစီးပွားရေးလူမှုရေးနယ်ပယ်အသီးသီးတွင်စွမ်းဆောင်လျက်ရှိသောမြန်မာနိုင်ငံရှိမြို့သမီးများ၏ကြိုးပမ်းမှုများအားလေးစားဂုဏ်ပြုပါသည်ဤဂုဏ်ပြုပွဲနေတူးနေ့မြတ်တွင်ဖြတ်သန်းခဲ့ရသောခေတ်သမိုင်းအဆက်ဆက်ဆီအာနာရှင်နှင့်အာနာရှင်စနစ်မှန်သမျှကြားဆုံးရေးဖွာဝါဒကြီးစိုးမှုမြစ်ဖြတ်ရေးနှင့်မြို့သမီးခွင့်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသောမြို့သမီးတို့၏တတ္တိရှိမှုရဲဝံ့စွန့်စားမှုနှင့်ရှင်သန်နေစေအာမန်တို့ကိုလေးထားဦးညွတ်သည်အပိုင်းနှင့်ယခုနှစ်ပြည်ပဆိုင်ရာမြို့သမီးများနေ့အတွက်ဆောင်ပုဒ်မှာ For all women and girls rights equality empowerment မြို့သမီးများနှင့်မိန်းကလေးများအားလုံးအတွက်အခွင့်အရေးတန်းတူညီမျှမှုနဲ့စွမ်းဆောင်ရည်မြင့်တင်မှုဖြစ်ပါသည်ပြည်ပဆိုင်ရာမြို့သမီးများနေ့သည်မြို့သမီးများနှင့်မိန်းကလေးများ၏အောင်မြင်မှုများကိုဂုဏ်ပြုခြင်းအပါအဝင်ဆက်လက်ရင်ဆိုင်နေရသောစိန်ခေါ်မှုများကိုအာရုံစိုက်မိစေရန်နှင့်ဂျန်နာတန်းတူညီမျှမှုမြို့သမီးများ၏စွမ်းဆောင်ရည်မြင့်မားမှုအတွက်ကတိကဝတ်များကိုပြန်လည်အမှတ်ရပြီးအကောင့်ထဲပေါ်ဆောင်ရွက်ရမည့်အချိန်ဖြစ်ပါသည်အပိုက်3မြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်အုပ်စု၏အာဏာသိမ်းရန်ကြံစည်မှုကာလတစ်လျှောက်လုံးကြာရခန့်ကဏ္ဍကတာဝန်ထမ်းဆောင်နေကြသူများတဲ့တွင်မြို့သမီးများနှင့်မိန်းကလေးများအများစုပါဝင်နေပါသည်ထို့သောအသက်ခန္ဓာမငဲ့ကွက်ပဲတော်လန်တာဝန်ထမ်းဆောင်နေသောမြို့သမီးများနှင့်မိန်းကလေးများကိုလေးစားစွာဂုဏ်ပြုအပ်ပါသည်တစ်ဆက်တည်းမှာပင်ထိုမြို့သမီးများနှင့်မိန်းကလေးငယ်များရင်ဆိုင်နေရသောစိန်ခေါ်မှုများကိုတားဆီးကာကွယ်ဖြည့်ဆည်းပေးရန်ဂျန်နာတန်းတူမညီမျှမှုများနှင့်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုများအားကာကွယ်ရန်နှင့်တုံ့ပြန်ဆောင်ရွက်ပေးရန်ခေါင်းဆောင်မှုအခမ်းကဏ္ဍတွင်ကိုစားပြုပါဝင်ရန်ခွင့်လန်းနေပါနေမှုများကိုအားပေးမြင့်တင်ရန်အားလုံးတွင်တာဝန်ရှိသည်ကိုလည်းသတိပြုမိပါသည်အပိုက်လေးအရေးပေါ်ကူညီများနှင့်လူသားချင်းစာနာသည့်အထောက်ပံ့များပေးအပ်မှုများနှင့်ထို့သောပေးအပ်သည့်နေရာတွင်စုံလင်ကွဲပြားသောဂျန်နာတို့၏လိုအပ်ချက်များကိုဂရုပြုဆောင်ရွက်ရန်အတွက်သက်ဆိုင်ရာအစုအဖွဲ့များအားတိုက်တွန်းလိုပါသည်အပိုက်9ယခုနှစ်သည်ဘေကျင်းကျင်းညာစာတမ်းနှင့်လှုပ်ရှားမှုအစီအစဉ်၏30နှစ်မြောက်နှစ်ပတ်လည်ဖြစ်ပါသည်ဤသမိုင်းဝင်အစီအစဉ်ကို1995ခုနှစ်တွင်189နိုင်ငံ၏အစိုးရများကအတည်ပြုခဲ့ပြီးကမ္ဘာတဝန်းရှိမြို့သမီးများနှင့်မိန်းကလေးများ၏ခွင့်ရေးများကိုမြင့်တင်ရန်ရည်ရွယ်ခဲ့သည်တိုးတက်မှုများအထိုက်လျောက်ရရှိခဲ့တော်လဲနှစ်30ကြာပြီးနောက်ဂျန်နာချေပြုကျန်းဖတ်မှုများစီးပွားရေးပညာရေးအလုပ်ကိုင်းဆိုင်ရာအခွင့်အလမ်းမမျှတမှုများနှင့်နိုင်ငံရေးကိုစားပြုနိုင်မှုအခွင့်အလမ်းများပါဝင်ဦးစားပေးနယ်ပယ်12ရက်လုံးတွင်အားနည်းချက်များရှိနေဆဲဖြစ်ပါသည်အပိုင်6မြို့သားညီညွတ်ရေးအတိုင်းအမြံကောင်စီမှထုတ်ပြန်ထားသောဂျန်နာတန်းတူညီမျှရေးရည်တည်ချက်စာတမ်းမြို့သမီးငြိမ်းချမ်းရေးနှင့်လုံခြုံရေးမူပေါင်း2024-2029တို့ကိုမြို့သားညီညွတ်ရေးအစိုးရမြို့သားညီညွတ်ရေးအတိုင်းအမြံကောင်စီပါဝင်တိုင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများလူတော်လှန်ရေးအစုအဖွဲ့များအားလုံးကနိုင်ငံရေးစိတ်ဆန္ဒအပြည့်အဖြစ်အားသွန်ခွန်ဆိုင်အကောင့်ထဲပေါ်ဆောင်ရွက်ကြရန်ယနေ့ကြာရောက်သောပြည်ပဆိုင်ရာမြို့သမီးများနေ့တွင်တိုက်တွန်းလိုက်သည်